တခါတုန်းကမာရီယန်ဆိုတဲ့အမျိုးသမီးတယောက်ရှိခဲ့တယ်။သူမဟာအလွန်လှပလို့စိတ်ရှိပြီးလာပြည့်ညော့တိုင်းမှာလကိုမင်းနေခဲ့တယ်။အိုးလမင်းရေကျမကဒီလောကမှာအလှဆုံးမိန်းမမဟုတ်ဘူးလား။လကပြန်ဖြေသည်။ဟုတ်ပါတယ်။သင်ဟာဒီလောကမှာအလှဆုံးပါ။ကျွန်တော်ကလောကတစ်ခုလုံးကိုမြင်နိုင်ပါတယ်။လို့ပြန်ပြောတယ်။ဒီလိုနဲ့လာပြည့်ညတိုင်းမာရီယန်ကမင်းနေခဲ့ပြီးအမြဲတမ်းတူညီတဲ့ဖြေကြားချက်ကိုပဲရရှိခဲ့သည်။ဒီနေ့မှာတော့အဝေးနိုင်ငံကအလားတရားနဲ့ပြည့်စုံတဲ့မင်းသားတစ်ပါးရောက်လာပြီးမာရီယန်ကိုလက်ထက်ခွင့်တောင်းဆိုခဲ့တယ်။ပထမဆုံးတွေ့ချိန်မှာပဲသူတို့နှစ်ဦးချစ်မိသွားကြသည်။သူ၏အမည်မှာဂျော့ချ်မြင်းကြီးဖြစ်တယ်။သူသည်ဉာဏ်ပညာရှိသောဘုရင်တစ်ပါးဖြစ်သည်ပြည်သူများနဲ့သမီးဖြစ်သူအီဗလင်တို့၏ချစ်ခင်မှုကိုရရှိထားသူဖြစ်သည်။အီဗလင်ကမာရီယန်ကိုမေးတယ်။သင်ကကျမရဲ့မိခင်အစ်စ်လား။မာရီယန်ကပြုံးပြီးပြန်ဖြေသည်။ဟုတ်ပါတယ်ငေါ်တော့နှငေါကမိတ်ဆွေကောင်းနဲ့ချစ်ကြမယ်နော်။နှစ်များတစ်လျှောက်ဖြတ်တန်းသွားခဲ့နောက်အီဗလင်ကမာရီယန်ကိုအလွန်ချစ်ခင်လာပြီးမိခင်အရင်မဟုတ်ဘူးဆိုတာကိုတောင်မေ့သွားခဲ့တယ်။ဒါပေမဲ့မာရီယန်မှာလှုပ်ရှားတစ်ခုရှိသည်။သူမဟာစွမ်းပညာတတ်ကြွသောမိန်းမတစ်ယောက်ဖြစ်နေတာကိုဘယ်သူမှမသိရှိကြဘူး။လာပြည့်ညတညမှာမာရီယန်ကထုံးစံအတိုင်းမေးသည်။အိုးလမင်းကြီးကျမကဒီလောကမှာအလှဆုံးမဟုတ်ဘူးလား။ဒီတစ်ခါလကပြန်ပြေးသည်။မင်းကအရင်ကအလှဆုံးပါ။ဒါပေမဲ့အခုတော့တယောက်ရှိနေသည်။သူမကအပြစ်မေ့ဆုံးတန့်ရှင်းဆုံးပါ။သူမကမင်းရဲ့သမီးအီဗလီမာဒီစကားကြောင့်မာရီယန်ရဲ့နှလုံးသားမှာမုန်းတီးမှုနဲ့မနာလိုမှုတွေပြည့်လာခဲ့တယ်။သူမကဂျော့ချ်ကိုလှည့်စားပြီးအီဗလင်ကိုတောနက်ထဲပို့ပြီးအုပ်ချုပ်တတ်အောင်တင်ကြားတင်တယ်လို့ပြောဆိုခဲ့တယ်။ထို့နောက်မန်ဒန်ရေကိုပြုတ်လုပ်ပြီးတောက်စီခဲ့တယ်။ဒါပေမဲ့ဇလန်းကဒီမှာမထင်မှတ်ထားသလိုပြောင်းသွားခဲ့တယ်။ဂျော့ချ်မင်းကြီးကအမှန်တရားကိုသိပြီးမာရီယန်ကိုပဲမူးရစ်အောင်လုပ်ပြီးတောထဲကိုပို့လိုက်တယ်။မာရီယန်အိယာမနိုးလာတဲ့အခါသူမသည်တောထဲမှာတယောက်တည်းရောက်နေခဲ့တယ်။မင်းကြီးကမန်ဒန်ပညာကိုလည်းပိတ်ထားခဲ့ပြီ။မင်းကငါသမီးကိုထိခိုက်စေခြင်းခဲ့တယ်။အခုမင်းကိုပဲမင်းလှုပ်ချင်ခဲ့တယ်လို့ခံစားစေရမယ်လို့ပြောဆိုတယ်။မာရီယန်သည်တောထဲမှာလမ်းလျှောက်နေရင်အထီးကျန်မှုကိုခံစားခဲ့ရတယ်။ဒီနေ့မှာတော့သူမကတောထဲရှိအိမ်လေးတစ်လုံးကိုတွေ့ရှိသည်။အဲ့ဒီမှာနှစ်သမီးလေးနှစ်ယောက်နဲ့ကလေးငယ်တစ်ယောက်ကိုတွေ့ရှိပြီးကလေးငယ်ကမကျန်းမာဖြစ်နေတယ်။မာရီယန်ကပြောသည်သူ့ကိုမှော်အတက်နဲ့ကုစရာမလိုပါဘူး။မိခင်လိုဂယူးဆိုင်မှုပဲလိုပါတယ်။သူမကအင်ကိုတန်ရှင်းရေးလုပ်ပြီးအစားအစာပြင်ပြီးကလေးကိုလက်ထဲမှာပွဲ့ချီပြီးပြုစုပေးတယ်။တဖြည်းဖြည်းမာရီယန်ရဲ့နှလုံးသားပြောင်းလဲလာသည်။တညမှာလကပြန်လာသည်။မင်းရဲ့အကြိုက်ဆုံးမိကိုမမေးဘူးလား။မာရီယန်ကပြန်ပြောသည်။အလှတရားကအရေးမကြီးတော့ဘူး။မိခင်လိုချစ်ချင်းကပိုအရေးကြီးပါတယ်။အဲ့ဒီအချိန်မာရီယန်ကိုတတ်ဖို့လာတဲ့လူတစ်ယောက်ထွက်လာသည်။ဒါပေမဲ့သူဟာဂျော့ချ်ဘီယန်ကြီးဖြစ်သည်။ဂျော့ချ်ဘီယန်ကပြောသည်။ငါမင်းကိုစောင့်ကြည့်နေခဲ့လေ။အခုမင်းပြောင်းလဲသွားခဲ့တယ်။မာရီယန်ကမျက်ရည်နဲ့ပြန်ပြောသည်။ငါတင်းနဲ့မထိုက်တန်တော့ပါဘူး။ဂျော့ချ်ကမင်းကအခုတကယ်ကောင်းတဲ့မိခင်တယောက်ဖြစ်လာခဲ့ပြီလို့ပြောပြီးနန်းတော်သို့ပြန်ခေါ်ဆောင်လာခဲ့တယ်။သူတို့နှစ်ယောက်ပြန်လာပြီးအီဗလီနဲ့ပြန်ဆုံကြကနိုင်ငံတော်မှာပျော်ရွှင်မှုတွေပြန်လည်ပြည့်နှက်လာခဲ့တယ်။နောက်ဆုံးမှာလကမေးသည်ဒီလောကမှာအလှဆုံးကဘာလဲ။အဖြေကချစ်ချင်းမေတ္တာပါ။ဘာကြောင့်လဲဆိုတော့အခက်ခဲအချိန်တွေမှာပဲချစ်ချင်းမေတ္တာကနှလုံးသားကိုအလင်းပေးနိုင်ပါတယ်။